ကဘာမျိုးလက်နက်နဲ့အောင်နိုင်မှုစူးစမ်းကြတဲ့ကြားမှာငြိမ်းချမ်းမှုဆိုတဲ့အနှစ်သာရကိုခြေပလာနဲ့ကြွချီတော်မူပြီးမေတ္တာခြေလန်းတလန်းချင်းစီနဲ့မြင်တဲ့သူတွေတိုင်းရဲ့နှလုံးသားကိုအေးချမ်းစွာသိမ့်ပိုက်နေတဲ့တန်ဃာတော်များအားလုံးပဲမင်္ဂလာပါခင်ဗျာ The Burmese Talk ကနေကြိုဆိုပါရစေလောကကြီးရဲ့အမှောင်ထုဆိုတာအလင်းမရှိခြင်းကိုဆိုလိုတာမဟုတ်ပါဘူးမေတ္တာတရားခေါင်းပါနေခြင်းကိုသာဆိုလိုတာပါကဘာမြေရဲ့တနေရာမှာမျက်ရည်တွေစီးကျနေတဲ့၍တောကမီတွေတောက်လောင်နေတဲ့၍ကျွန်တော်တို့အားလုံးရဲ့နှလုံးသားတွေကလုံခြုံမှုမရှိနိုင်ပါဘူးလောကကြီးအမှောင်ဖုံးနေချိန်မှာအလင်းကိုတန်းတားမိတယ်လို့ကဘာမြေကြီးအပူမီတောက်လောင်နေချိန်မှာကျွန်တော်တို့အားလုံးအေးရိပ်ကိုရှာဖွေမိကြတယ်မလားအဲ့ဒီအေးရိပ်ဟာတခြားမှာရှိနေတာမဟုတ်ပါဘူးလူသားတဦးချင်းစီရဲ့ရင်မှတ်ထဲကမေတ္တာတရားမှာပဲရှိနေတာပါဒီနေ့မှာတော့အမေရိကန်ပြည်ထောင်စုရဲ့ကုန်းမြေအနှံ့မိုင်ပေါင်း2300ကျော်ကိုငိမ့်ချမ်းရဲ့အတိတ်ထန်နဲ့လှမ်းချီနေကြတဲ့မြင့်မြတ်တဲ့ခြေလမ်းတွေကိုကျွန်တော်တို့တွေ့မြင်နေရပြီဖြစ်ပါတယ်ဒီခရီးစဉ်ကိုရွှေရတနာတီရိသာသနာရိပ်သာရဲ့ဦးဆောင်ဆရာတော်အရှင်ပဏ္ဏကာယနဲ့အတူဗုဒ္ဓဘာသာယဟန်တော်များကမေတ္တာရှိထားပြီးဦးဆောင်နေကြတာပါခင်ဗျားတို့ပဲကြည့်လိုက်ကြပါသင်္ကန်းရောင်အတိဖုံးလွှမ်းထားတဲ့ဒီခရီးသည်တွေဟာဂျာတိဥဒုရဲ့ကြမ်းတမ်းမှုကိုမမှုပဲလမ်းခရီးရဲ့ပင်ပန်းမှုကိုအပြုံးနဲ့ရင်ဆိုင်နေကြပါတယ်သူတို့ရဲ့လက်ထဲမှာလက်နက်မပါသလိုဓာတ်လန့်နေလည်းမပါပါဘူးဒါပေမဲ့ရင်ထဲမှာတော့အနန္တမေတ္တာတွေနဲ့ပြည့်စုံနေပါတယ်ဗုဒ္ဓရဲ့အေးချမ်းတဲ့မေတ္တာခရစ်ယာန်တို့ရဲ့ခွင့်လွှတ်ခြင်းတရားအစ္စလာမ်တို့ရဲ့ငြိမ်သက်ခြင်းပဲဟေဒီဒီအနှစ်သာရတွေအားလုံးဟာဒီခြေလမ်းတွေထဲမှာပေါင်းစည်းသွားပါပြီပိုပြီးတိတာထင်ရှားအောင်ပြောရရင်သူတို့နဲ့အတူမစွန့်ခွာပဲမိုင်မောင်းခရီးရှည်ကိုလိုက်ပါလာတဲ့ခွေးလေးအာလောကကိုပဲကြည့်လိုက်ရင်ငြိမ်းချမ်းရေးဆိုတဲ့အနှစ်သာရကိုပုံမထင်ရှားစေမှာဖြစ်ပါတယ်ခွေးလေးဟာနာမည်ကြီးလူကြိုက်များတဲ့ခွေးမျိုးစိတ်မျိုးမဟုတ်တယ်လို့လူတိုင်းမွေးကျင်ကြတဲ့ခွေးမျိုးစိတ်မျိုးလည်းမဟုတ်ပါဘူးသူကလူတိုင်းအနေခံတဲ့လမ်းမေးခွေးလေးသာဖြစ်ပါတယ်ဒါပေမဲ့ငြိမ်းချမ်းမှုဆိုတာအဆင့်အတန်းဂုဏ်အာဏာရှိမှရယူလို့ရတဲ့အရာမဟုတ်ဘဲနဲ့မေတ္တာစိတ်ကိုရှေ့တန်းတင်မှရယူနိုင်တဲ့အရာဖြစ်ကြောင်းကိုဒီခွေးလေးကတတ်သိပြနေတာပဲဖြစ်ပါတယ်ဒါကြောင့်မို့အခုဆိုရင်လူမသိသူမသိလမ်းမေးခွေးလေးဘဝကနေလူအများအသိမှတ်ပြုခြင်းခံရတဲ့ငြိမ်းချမ်းရေးခွေးလေးအဖြစ်သို့ရောက်ရှိခဲ့ပါပြီယဟန်တော်ရဲ့နောက်မှာဘာသာပေါင်းစုံလူမျိုးပေါင်းစုံကငြိမ်းချမ်းရေးမြန်လို့သူတွေဟာတသားတည်းလိုက်ပါနေကြပါတယ်ခရစ်ယာန်အစ္စလာမ်ဟိန္ဒူဘာသာတရားတွေဟာဒီလမ်းပေါ်မှာမြင့်ဆုံတစ်ခုလိုငြိမ်းချမ်းမှုဆိုတဲ့အနှစ်သာရကိုနှလုံးသားအရင်းမြစ်တဲ့ခံစားနေကြရပါပြီခြေလမ်းတိုင်းမှာငြိမ်းချမ်းပါသည်ဆိုတဲ့ဆူတောင်းတန်တွေဟာလေထုထဲမှာပဲ့တင်ထက်နေပါပြီသူတို့နင်းရှောင်နေတာဟာမြေကြီးတွေမဟုတ်ပါဘူးကဘာကြီးရဲ့တန်ရာတွေကိုကူစားပေးမဲ့ဂယုဏတရားတွေကိုခင်းကျင်းနေတာဖြစ်ပါတယ်ဒီယဟန်တော်ရဲ့ခြေပေါ်အောက်မှာအမုန်းတရားတွေဟာအင်းငိမ့်သွားပြီးမေတ္တာပန်းတွေဟာတဖွဲဖွဲပွင့်လန်းလာနေပါတယ်ဆရာတော်ဥပနကာယနဲ့ယဟန်တော်တွေလှမ်းလိုက်တဲ့ခြေလမ်းတိုင်းဟာကျွန်တော်တို့ကိုတတိပေးနေပါတယ်ငြိမ်းချမ်းရေးဆိုတာစာအုပ်ထဲမှာပဲရှိတာမဟုတ်ပါဘူးကိုယ်တိုင်လက်တွေ့ရှောက်လန်းရမယ့်လမ်းစဉ်ဖြစ်တယ်ဆိုတာပါပဲဒီခရီးစဉ်ဟာဝါရှင်တန် DC မှာအဆုံးသတ်မှာဖြစ်ပေမဲ့ဒီခရီးကပေးလိုက်တဲ့မေတ္တာလှိုင်းတွေကတော့လူသားတိုင်းရဲ့နှလုံးသားထဲမှာထာဝရကိန်းအောင်နေမှာပဲဖြစ်ပါတယ်ခင်ဗျာ